ကျွန်တော်တို့ပြည်သူတွေအတွက်ကိုရင်းချမ်းစွာနဲ့ကျွန်တော်တို့လမ်းလျှောက်ကြည့်ချက်ဆန္ဒပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပြည်သူတွေကကျွန်တော်တို့နဲ့တူပူးပေါင်းပါဝင်လက်တွဲကြဖို့ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။ပြည်သူလူထုကြက်တက်ပြနေတာအစိုးရမှာတာဝန်ရှိပါတယ်ကျွန်တော်တို့88မျိုးဆက်ကျောင်းသားများအဖွဲ့ကျောင်းသားကောင်းဆောင်တွေရဒီပြည်သူမှုအတွက်ပြည်သူတွေရှေ့ကနေကျွန်တော်တို့ရဲရဲစွာပြည်သူရှေ့ရရပ်တည်ပြီးတော့ဆန္ဒပြနေပါတယ်ပြည်သူအားလုံးပူးပေါင်း